Habibi, come to Dubai. မင်္ဂလာပါဒီဘလော့ကတော့ဒူဘိုင်းမှာကျင်းပတဲ့ကမ္ဘာအကြီးဆုံးမိသက်ပြပွဲကိုတွားခဲ့တဲ့အကြောင်းလေး sharing လုပ်ပေးမှာဖြစ်ပါတယ်ကိုရီးယားနဲ့ဒူဘိုင်းကိုတော့လေယာဉ်စီးတဲ့ချိန်တော့10နိုင်လောက်ကြာပါတယ်ဒါကတော့ဒူဘိုင်းကိုရောက်ခဏလေယာဉ်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒူဘိုင်းလေဆိပ်ကိုတော့မနက်4နိုင်လောက်မှာရောက်ရှိခဲ့ပါတယ်လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ကလပ်စစ်ဆန်တဲ့ဒူဘိုင်းလေဆိပ်ကြီးကိုမြင်ရမှာဖြစ်ပါတယ်လေဆိပ်ကနေထွက်ခြင်းမှာပဲရထားစီးဖို့အတွက်ကတ်လုပ်ဖို့တဲ့ဆက်လေးရှိပါတယ်ကတ်လုပ်ပြီးပြီဆိုတော့ဘေးနားမှာငွေဖြည့်တဲ့ဆက်လေးရှိပါတယ်ငွေဖြည့်ပြီးပြီဆိုတော့ရထားစီးလို့ရပါပြီArtiga. Iya juga Artiga. မနက်9နာရီလောက်မှာတော့ဟိုတယ်ကိုရောက်ပြီးတော့အေးတီထားပြီးရဆိုရင်ပြပွဲရှိတဲ့နေရာတမ်းပြီးတော့သွားပါတယ်ဒါကတော့ဒူဘိုင်းရဲ့မနက်ခင်းမြင်ရတဲ့ပုံစံလေးဖြစ်ပါတယ်အခုမြင်နေရတဲ့လူတွေအားလုံးကပြပွဲကိုလာရောက်ကြတဲ့လူတွေဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးမိသက်ပြပွဲဖြစ်လို့နိုင်ငံအသီးသီးကနေလာရောက်ကြတဲ့လူတွေအများကြီးများပါတယ်ပြပွဲကတော့2ရက်တာပြမှာဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့ပြပွဲကိုတော့ရောက်ပြီပေါ့ကျွန်တော်တို့ကုမ္ပဏီကမိသက်ပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ဒီပွဲကကမ္ဘာအကြီးဆုံးမိသက်ပြပွဲဖြစ်တော့နောက်ကမှထုတ်ကုန်အသစ်တွေထုတ်နိုင်မှုအတွက်တတိယ driver တွေအယောင်ပိုင်းတွေအေရှာတွေကျွန်တော်ကတော့ technical team ကိုသာတက်ရောက်လေ့လာတာဖြစ်ပါတယ်။ဒါကတော့မိသက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ခုလက်ရှိကျွန်တော်တို့ကုမ္ပဏီမှာလည်းဒီလိုပစ္စည်းတွေထုတ်နေပါတယ်။ဒါကတော့မီးလောင်လို့ဆိုရင် robot တွေနဲ့ဖြန်းပြီးတဲ့စက်တွေဖြစ်ပါတယ်ပစ္စည်းပေါင်းအမျိုးပေါင်းတိန်းနဲ့တောင်းတဲ့ချိန်ကျွန်တော်တို့မမြင်ဘူးတဲ့ပစ္စည်းတွေလည်းဒီပွဲမှာအများကြီးရှိပါတယ်အဓိကတော့ကျွန်တော်တို့ဒီပွဲကိုတက်ပြီးရင်တော့မှတယောက်ကိုအနည်းဆုံးကျွန်တော်တို့ကြိုင်းနေတဲ့ထုတ်ချင်တဲ့ပစ္စည်း2မျိုးစီတင်ပြပေးရပါတယ်အဲဒီ channel မှာတရေကကြည့်ပြီးတော့ဒီပစ္စည်းတွေထုတ်တင်လဲဆိုတော့ဆုံးဖြတ်ပါတယ်အဓိကတော့ကျွန်တော်တို့ကုမ္ပဏီကဒီလိုပစ္စည်းအကြီးတွေဆိုတော့စက်ရုံမှာကိုယ်တိုင်ထုတ်တာတော့မဟုတ်ဘူးအဲဒီထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဒီဇိုင်းကိုပြန်ဆွဲပြီးတော့သူတို့ရှိမှာ OEM ပေါ့လိုမျိုး order app ပြီးတော့ဒီကကျွန်တော်တို့ brand နာမည်နဲ့ပြန်ပြီးတော့ရောင်းတာပေါ့ဒီကုမ္ပဏီမှာကျွန်တော်လုပ်ရတဲ့ပိုင်းနေရာတော့လိုမျိုးပစ္စည်းအသစ်တွေထုတ်ပြီးဆိုရင်တော့ဒီဇိုင်းဆွဲရတယ်ပြီးသွားရင်တော့အဲ့ဒီရောက်လာတဲ့ပစ္စည်းကိုကျွန်တော်တို့ကစမ်းသပ်ရတယ်စမ်းသပ်လို့အောင်မြင်ပြီဆိုတော့ကျွန်တော်တို့ဈေးကွက်တွေကိုကျွန်တော်တို့ brand နာမည်နဲ့ပြန်ဖြန်းတာပေါ့
အခုကတော့ကျွန်တော်တို့အိမ်ပြန်ရင်းနဲ့အနားမှာရှိတဲ့အနာကပြတ်တဲ့ရှိကိုခဏဝင်မှာဖြစ်ပါတယ်ဒီအစာအုပ်ရဲ့ဒီဇိုင်းကတော့ RS အလုံးနဲ့အနာဂတ်ဆန်တဲ့ပုံစံကိုဖန်တီးထားတယ်လို့သိရပါတယ်ဒီနေရာမှာတော့အများဆုံးတပုံရကြပါတယ်ဒူဘိုင်းကအဆောက်အဦတွေတော်တော်များများအရန်လည်းမြင့်တယ်အာခီဘိုင်းကိုလည်းအရန်အသာပေးထားတယ်ဒီအဆောက်အဦဆိုရင်လည်းညဘက်ဆိုရင်အရန်လှပါတယ်ဒါကတော့ဒူဘိုင်းရဲ့ညပိုင်းမှာမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်နောက်ရက်မှာလည်းဒူဘိုင်းရဲ့အထင်ကရနေရာတွေကိုတွားရောက်လေပတ်ခဲ့တဲ့ဗီဒီယိုလေးတွေကိုညှဝေပေးပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်